iPhone တွေမှာ battery လဲထားပြီးရင်ဒီ setting ထဲမှာပေါ့နော် important battery message ဆိုတဲ့စာတန်းပေါ်နေတယ်အဲ့စာတန်းကိုဖျောက်လို့ရလားဟုတ်ကဲ့ဖျောက်လို့ရပါတယ်အားလုံးပဲမင်္ဂလာပါအပက် technician ပြည်စုံလင်းမှာခုလက်ရှိဗီဒီယိုထဲမှာပြထားတဲ့အလုံးလေးကတော့ iPhone 30လေးပဲဖြစ်တယ် customer အရင်တစ်ခါ battery လဲထားဘူးရပေါ့နော် battery လဲထားဘူးတာအောင် battery လဲထားကြောင်းimportant battery message ဆိုတာ setting ထဲမှာပေါ်နေရပေါ့နော်အဲ့စာတန်းပေါ်နေတာကို customer အနေနဲ့လုံးဝမကြိုက်ဘူးအဲ့အတွက် message တီးတန့်လာဖျောက်တာပေါ့နော် message ဖျောက်တယ်ဆိုရင်တော့ဒီဖုန်းမှာအရင်လဲထားဘူးရဲ့ battery အဟောင်းတော့လိုရတယ်ပေါ့နော် battery ဟောင်းတာဖြည့်မယ်ဆိုရင်တော့ 100% message ဖြောက်လို့ရတယ် customer တဲ့ battery အဟောင်းလေးကိုတိန်းတာဖြစ်တဲ့အတွက်သူ့ရဲ့ battery ဟောင်းလေးကဒီဖုန်းရဲ့ battery ဟောင်းဟုတ်လားမဟုတ်လားဆိုတော့ကျွန်တော်ဒီဖုန်းထဲမှာထည့်ပြီးတော့ရင်လုံးစစ်ဆေးကြည့်ရဲဒီဖုန်းလေးကသူ့ရဲ့ original battery အဟောင်းလေးဟုတ်တယ်ပေါ့နော်ဟုတ်တာဖြစ်တဲ့အတွက် 100% ဖြောက်လို့ရတယ် message ဖြောက်တာဘယ်လိုမျိုးဖြောက်တာလဲပေါ့နော်သူ့ရဲ့ original battery အဟောင်းမှာပါတဲ့ IC ကိုကျွန်တော်ဒီ battery အစ်စ်မှာပြန်ပြောင်းပြီးတော့တက်တာပေါ့နော်တက်လိုက်တယ်ဆိုရင်တော့ message ပျောက်ပါတယ်တချို့ဖုန်းတွေကတော့ message ပျောက်တယ်ဆိုရင် software ရေးရလို့မျိုးတချို့လုံးတွေကလည်း software ရေးစရာမလိုဘူးပေါ့နော်ဒီလုံးလေးကတော့ software ရေးလေးရတယ်software ရေးပြီးတော့ဒီစမ်းကြည့်ရပေါ့နော် message ပါပျောက်သွားတယ် 100% လည်းပြန်ပေါ်သွားတယ်ပေါ့နော်ဒီလုံးလေးကတော့ message ပျောက်လိုက်တာလုံးဝအဆင်ပြေသွားတယ်ပေါ့နော်